ဒီနေ့မှာတော့ Franco ကင်ပြီးတော့ဟိုဘက်က Hyper ကိုစောက်ကျင်သွားရုံပဲကွာအားလီမှာဆိုရင်ဒီကောင်လေးဘက်ကိုဆွဲရတဲ့အရာဒါအကောင်းဆုံးပဲကွာ Rebel ကစားကုန်တော့လည်းဘတ်သေးလေးကိုပဲကောက်ဆွဲလာခဲ့လိုက်တယ်ဂျိတ်ကကွာအားလီဆိုရင်မဆွဲရမနေနိုင်တော့တစ်ကြိမ်ဖြစ်ဖြစ်ဆွဲလိုက်ရမှာကိုကျင်းနေတာဆွဲလိုက်တဲ့ပန်းနဲ့တင်ခုချိန်ကြီးဒီကောင်တိုင်ပတ်နေရတဲ့တင်ကော်ပီတို့လာစားဖို့အချိန်မရှိတော့ဘူးဒါနဲ့ပဲငါတို့ Hyper သူတို့ Hyper တဲ့ level နည်းနည်းလေးတာသွားပါကွာကေတူလေးပွင့်အောင်လို့မင်းလင်းရခရီကိုခဏဆောင်စားလိုက်တာဒီကောင်ကဘတ်စားလို့ပြီးသွားပြီဆိုတော့အော်လင်းကိုပဲတွားကြုံရတော့ငါဦးမီယာနဲ့ပိုင်ဝမ်နေကြုံတာနီဂရိုငါဖလစ်ကပေးပြီးတော့သုံးသက်ပေးလိုက်တာပေါ့ကွာနီဂရိုကအားလီမာတင်ပျော်ရွှင်မှုဖြစ်သွားပြီဒါနဲ့ပဲ first star တဲ့ပေါ်ပြီးတော့ first star တဲ့ပေါ်ချင်းပါပဲငါတို့လက်ဘူးရဟိုဘက်က user ကိုအတင်းတွေလိုက်ထောင်းနေနည်းမခွာဆောင်ထားတဲ့ဓမာကြီးနဲ့အတင်းတွေလိုက်ရိုက်နေ user ကလည်း play ပါကောက်စီပြီးတော့မဖွင့်တာပေါ့ကွာငါတို့ဘက်ကကောင်တွေဘယ်နာမှရှိမလဲဆိုပြီးတော့ညမှာငါတို့ကသာဘတ်တယ်ကိုစိုက်မှုလို့လုံနေအောင်လင်းကနှစ်ကောင်တော့ကျုံပြီးတော့အာတုပရေးဖြစ်ကုန်နေပြီဒီချိန်မှာပဲကွာတိုက်ဂရီကငါတို့ဘက်ကလက်ဘူးကိုကောက်တွန်းသွားဘတ်တယ်ရင်စဖွင့်တာပေါ့ဒီကောင်မိုင်းမတော့ကွာစကေးရီကလည်းမရသေးပဲနဲ့အတင်းနေဆိုင်ချင်းတွေတော့ဒီကောင်တွေဘတ်တယ်ကကျသွားပြီပေါ့စီလီယန်လင်းတို့မှလည်းဖင်ထောင်ပြီးတော့ပြေးတာပြေးရလဲတရုံမဲ့ကျွန်တော်တော့ဥရိုဒါလျှက်စစ်ကောင်မကိုပေးကျွလိုက်မယ်ကွာကြီးစမ်းကွာတေးမလို့မတေးဘူးလို့နဲ့မုတ်တွေပါညာပြနေသေးတယ်ဒါတော့ physical တစ်ချက်နဲ့တေးကွာချီယာစိုက်ကလုံးစားပြီးတော့ကွာဒီကောင်ဘက်ကိုလန့်ဆွဲပြမှာကွာမိသွားရင်စောင်းရဲမိုက်ပြီးကွာဂျိတ်ကြီးကဟိုဘက်ထွက်သွားတာပါတဲ့ငါလည်းအန်အိုးလို့မဆုံးတိုက်ဂရီကြီးကထိတ်ကစောင်းနေကွာကူပေါ်ကမဖွင့်လိုက်လို့တော်သေးတယ်မဟုတ်ရင်ကျော်ဗရာသားကြီးဖြစ်ကုန်တော့မှအရန်ဝင်ထန်းသိနေဖြစ်ကုန်တော့မှပဲအောက်လင်းကိုသွားဖို့ချောင်းနေတဲ့တိုက်ဂရီကြီးကိုကောက်ဆွဲရကွာဒီကောင်ဖြတ်နေတာကြီးထားလိုက်ဆိုပြီးတော့ငါတော့ထားလိုက်တာပေါ့ဒီကောင်ကြီးကဆက်ဆိုင်နေတာကွာပြန်လာတော့မကြည့်နေမင်းဆရာကြီးပြဒီကောင်တကောင်နဲ့လေဆူလာပဲဆူတော့လေညီလေးကအတုပဖြစ်သွားပေါ့ရီဆက်ရှင်ကြီးကလည်းနောက်မှလေးစီးပြီးတော့ငါတို့ရဲ့လျှက်စစ်ကောင်မကြီးကိုဝင်ပိုင်းချသွားကွာဂျပန်တွေကကောင်တွေလိုမျိုးပဲငါလည်းတက်နိုင်သမျှဆေးပေးလိုက်ပါတယ်ဂျိန်းနဲ့လန့်ဆွဲပြအောင်မမီလာအောင်အသေးမခံချင်တာနဲ့ဖလစ်ကပါပေးလိုက်တယ်ကွာအတင်းနေဖြစ်နေတဲ့လင်းတို့မှတော့မလာဂီရသွားပေါ့ဒီမှာဆိုရင်ကွာလင်းတို့မှကိုနှစ်ကောင်တစ်ကောင်ပေါင်းပြီးတော့အာတုပချပြီးမှာကွာဂျိန်းနဲ့ဖင်ကောက်ဆွဲပြီးတော့မိုးကျိုးအတောင်းလိုက်ငယ်လေးပစ်ချပေးလိုက်တော့ဒီကောင်မှလည်းမခံစားနိုင်တော့အာတုပဖြစ်သွားတာပေါ့လီထဲမှာပဲတာတယ်ဘော်ကန်နီးမှာငါတို့ရဲ့ Hyper အာတုပဖြစ်သွားပါတယ်နီဂရိုမှာသွားတက်ရည်လို့အိုက်လိုက်တဲ့ငါသားရနီဂရိုကဖုံးလန့်မြင်နေချင်းနဲ့ဆိုရမပြီးတော့ငါလည်းဖလစ်ကခုံကြိုက်ပြလိုက်တယ်ကွာဒါတော့မှဇငင်ဖြစ်နေသေးရဲ့ဒီကောင်ဖုံးလန့်ရှိန်သွားတော့သွားပြီးတော့ရှုပ်လို့မရဘူးသူကလည်းသူတော့ရှုပ်နေတာဂျေစကေးတွေကလဲမြန်တီးကြနေကွာကြည်ကွာဇီလီယန်စကေးသူထိခဲ့ပြီးတော့ဆွဲလိုက်တာတခါလေးပါလာတယ်ငါ့ကူငါတော့မှအန်အောသွားပေါ့ဒီဘွဲကြီးကရွန်းကတော့အားနေချက်ဖြစ်သွားကွာဒါလည်းတတိထားတရားပြောရအောင်မယ်ကွာရွန်းပြောင်းချင်လို့ငါရောင်းလိုက်တာသူက2မိနစ်ကျော်သွားရင်ပြန်ချိန်လို့မရဘူးဆိုတာစာဖက်ကြီးမှာပဲသိတယ်ဆရာသမားတို့ဟိုဘက်မှာလည်းကြိတ်ပွဲကြီးဖြစ်နေကွာနှကောင်းဖြစ်နေတာနဲ့ငါလည်းကောက်ဆွဲလိုက်တာဆွဲလိုက်တဲ့ကောင်တိုက်ဂရီဖြစ်နေတာကြံခဲ့တဲ့နွားကြီးကတော့အာတုပချပြီးသားဖြစ်သွားပေါ့ငါကြိတ်တွေကငါ့ဘုံငါတော့မှခံမှန်းလို့မရတော့ဘူးကွာကြည့်လိုက်ကွာဂျိတ်ကဖင်နေကနေကတ်ထွက်သွားပါတယ်တဲ့ငါလည်းရှက်နဲ့ရီကောသွားပြလိုက်တယ်ကွာရှုံးလို့ဆိုပြီးတော့ကျွေးယူတော့ငါကောင်တွေကဝိုင်းလှုပ်ပေးလိုက်တာတခါတည်းအာတုပဖြစ်ပြီးသားဖြစ်သွားတင်မုတ်ကြီးကင်ပြီးကာယလုံနေကောင်ဂျိတ်နဲ့နောက်တည်းဒီခုံဆွဲပြီးတော့အာတုပချပြီးလိုက်တယ်နှစ်ကောင်လုံးပျော်သွားပေါ့လောကလည်းရောက်လာပြီဆိုတော့ငါတို့ဘက်ကမီယာအတင်းနေဝင်ဆိုင်တာငါဂျိတ်ကလည်းမပွင့်သေးဘူးကွာရေးထဲမှာတိုက်ဂရီကဝင်စူးလာတဲ့ငါလည်းအသေးသက်နောက်ဝင်ပြေးလာကွာရော့ကွာသူကောက်ဆွဲလိုက်တာရော်ဒီကလမဲဖင်ကိုသွားချိန်သွားပေါ့ကွာဒါနဲ့ပဲကလမဲကလည်းဖီးတက်ပြီးတော့ကြွသွားပေါ့ငါ့ဘက်ကတာဝါချိုးမဲ့မီယာအတုပဖြစ်နေတာဆိုတော့ပြန်ပန်းမကိုရတော့မှာကွာနေပုံကြည့်လိုက်တော့အကုန်လုံးကပန်းနေဆိုတော့ငါလည်းပန်းမရမှာကွာစူပါမန်မဟုတ်ဘူးဆိုတော့ဒီကောင်နေတွေကတကောင်ကတော့ကွာမက်ကိုလာဖွင့်မှတေးကြတယ်ဒါနဲ့ပဲငါရမ်းဆွဲလိုက်တာလင်းတို့မှဖြစ်နေပါရဲ့တဲ့ဒီရဲ့ငါစတမ်းမိသွားငါအဲ့ဒီကပြတ်သွားနောက်ကလျှက်စဲကောင်မပါလို့ပေါ့မဟုတ်ရင်တော့ငါပါအတုပဖြစ်တော့ဒီဘွဲကသားမက်ကြီးကဘောပါကွာဘောမှာပေါ်ကြီးပျော့ဖက်နေရငါလည်းရမ်းဆွဲလိုက်တယ်နီဂရိုမီလိုမီညာဆိုပြီးတော့ခြေနေကိုကြည့်ရကွာအဲဒီကလည်းမပြေသေးဘူးဒါနဲ့ပဲစကေဝမ်အာကူအောင်ပေါ့နီဂရိုလွတ်ပြီးဆိုတာနဲ့နီဂရိုကောက်ဆွဲခေါ်ပါတော့လာပါတယ်တိုက်ဂရီကြီးကလည်းငါ့ကိုကောက်ဆူသွားပါတယ်တဲ့ငါမှဝင်းနာခရောင်းလေးတောင်မှမခဲလိုက်အောင်ကွာကွက်လေးပြမလို့ပါဆိုမှအရုဘကကောင်တွေကလည်းအတင်ရဲချက်ကွာငါပြန်ပတ်ပြီးမှတ်နေရဒီကောင်တွေကပြန်ပတ်ဘူးနောက်တက်လာတဲ့ခရီးဝိန်းနဲ့ဒီကောင်တွေကိုအပြက်ဖြုတ်တော့မှာကွာကြည်နေမီယာကြီးကဒီဇန်ရှင်လေနဲ့ကောက်ဝင်လာဆိုတာနဲ့အဲဒီဖြောက်ပြီးနောက်ထဲဝင်ပြီးတော့အသေးလိုက်ပြတာကွာတပူးရဲ့စတန်နဲ့မိနေဆိုတော့နီကိုခမရဘာမှတော့မလုပ်လိုက်ရအောင်တခါတည်းဆန်ကြွသွားပေါ့ဒါလည်းတာဝါချိုလို့ငါတော့အော်ခွဲနေကွာဟိုသေးရဲ့မဟုတ်ရင်နောက်တဲ့ပတ်တဲ့ဆက်ဆိုင်နေအောင်ပေါ့ကွာဒါနဲ့ပဲဗီဒီယိုကြီးဖြစ်သွားပေါ့အာတုပဖြစ်နေနေဘိုင်ဘိုင်နောက်ဗီဒီယိုမှာပြန်တွေ့မယ်ဘိုင်ဘိုင်